နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာနည်းဥပဒေ38အရနိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကို2026ခုနှစ်ဧပြီလ3ရက်တောက်ကြနေ့အနက်10:00 နာရီချိန်တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းကြေညာပါရယ်နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကိုမနက်ဖြန်ဧပြီလ3ရက်နေ့မှာပြုလုပ်သွားမယ်လို့ပြည်ထောင်စုလွှတ်တော်နာယကဦးအောင်လင်းထွေးကဒီကနေ့မှာကျင်းပပြုလုပ်ခဲ့တဲ့တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ပထမပုံမှန်အစည်းအဝေးမှာပြောကြားလိုက်ပါတယ်သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အသီးသီးထံမှမတ်လ31ရက်မှာပေးပို့တင်ပြထားတဲ့ဒုတိယသမ္မတ3ဦးကိုနိုင်ငံတော်သမ္မတအတွက်သတ်မှတ်ထားတဲ့အရေးချင်းနဲ့ပြည်စုံမှုရှိမရှိစစ်စစ်ရေးအဖွဲ့ကစစ်စစ်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ကဒေါ်နန်းနီနီအေးနဲ့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကဦးညိုစောတို့ကိုနိုင်ငံတော်သမ္မတအတွက်သတ်မှတ်ထားတဲ့အရေးချင်းများနဲ့ပြည်စုံတဲ့ဆိုပြီးထောက်ခံတင်ပြထားပါတယ်ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်တဲ့နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့အနေနဲ့သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့အသီးသီးကရွေးချယ်တင်ပြထားတဲ့ဒုတိယသမ္မတ3ဦးတွေကမိမိတို့ကြိုက်နှစ်သက်တဲ့ဒုတိယသမ္မတ2ဦးကိုနိုင်ငံတော်သမ္မတအဖြစ်ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတော်သမ္မတနဲ့ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာနည်းဥပဒေ38အရနိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကို2026ခုနှစ်ဧပြီလ3ရက်တောက်ကြနေ့နက်10:00 နာရီအချိန်မှာကျင်းပပြုလုပ်မှာဖြစ်တယ်လို့ကြေညာထားကြောင်းပါခင်ဗျာ။